ကဲဘိုက်ဆက်လေးပါ ဘဲမှလာစားပါအောင်ရှင်မန္တလေးကတားပူနေဆိုတော့စားချင်းတောက်ချင်စိတ်လည်းမရှိဘူးဒါပေမဲ့ဒီဘဲမှလာကြစားချင်းနေကြားလိုက်အဲ့အကြောင်းတုံးဝယ်စားလိုက်တာလိန်နာလေးရဆိုင်ရပေါ့ သမီးတို့လေအဲ့လိုစားချာကြတယ်လို့မြို့ထဲမှာတို့သမီးတို့ရကြမြို့ထဲနဲ့ဝေးရလေအဲ့လိုမြို့ထဲမှာတော့ဆိုမရှိရတယ်သမီးအိမ်နဲ့လိမ့်မှာခုကတော့သူဖွင့်လိုက်လို့ဝယ်စားကြည့်ရကောင်းပါလေဒီမှာပါတဲ့ဥစ္စာလေးတွေကသမီးတို့ယူလာတာပါဒါချက်ချရာဟုတ်ဘဲချရာဘဲတောင်မှာသမီးကနှစ်ခုပဲယူလာတယောက်စုစားမယ်ဒါကတော့ငုံဦးဒါကခောက်ဆွဲပြား ဒီကပဲလိတ်ရ ပဲလိတ် ပဲလိတ်ကမှမကြိုက်တယ် ဒါသမီးရဲကြိုက်တဲ့ ဟုတ်လား သမီးရဲကိုကြိုက်တဲ့ပဲဒီအဒီ စားပါအောင်ရှင်ပြော ဟုတ်ပါဘူးရှင် ငုံဦးလေးလည်းအများကြီးပါဘေးလည်းတတ်တာပါမပြောပါဘူးနော်မြို့ရဲဆိုင်ဆိုဒီလောက်လောက်ပါမယ် ဘလောက်ကြီးရဲတာကောင်းလို့ရှင်တော့တန်ပါ အပြည့်ပဲပါဒါစားလိုက်တာ ကောင်းလို့စားလိုက်လို့ ညာဟုတ်လား ဟုတ်လားပဲဒီတွေလည်းအများကြီးပါ ဆိုင်နမဲအောင်လို့တေချာမကြည့်ကြလိုက်ရအောင် အမစုံရရနော်တရုတ်ခွင့်လားတရုတ်နီး ဟာနော် တရုတ်စားရကုန်ကြညစ်လဲရတယ်ကိုညစ်တည်လေးလားအဲ့လိုရ ဟုတ်တယ် ဘယ်မှာလာတယ်မှာဒီပဲဒီရတက် နည်းနည်းပဲနိုင်လိုက်မယ်ဘာလို့လဲဆိုတော့တာမီးညောက်ပဲစားရပါတမီးဖေးရမဆက်ညှိလို့မရဘူးကိုကြိုက်တာနဲ့သူကြိုက်တာနဲ့မတူ ဘယ်ရဒီပါလဲ ဘူးဒါကြောင့်ကိုကသူစားတယ်သူကတေးတာတိတ်မစားဘူးဘာမှမစားဘူးကိုတည်းကတာမီးညောက်ခဏဟိုထွက်ဝယ်စားဒီဝက်ထွက်ဝယ်စား ဒီလိုကြမာလာချက်ဘောလို့အဲ့ဒီကသူရကြလို့တိတ်မစားဆာလမ်စားပြီးတော့တိတ်ပြီးမကြိုက်တာပြောမှဆိုမကြိုက်တာပေါ့ပြောဒါတော့ပဲဒီလေးပါပဲဒီတို့အလုံးလေးနော်ဒီနော် ဘာပဲလဲမလို့ကောင်းอ่ะ ဘယ်လိုလဲဘူစားပဲဒီလေးဟုတ်လားအဲ့တော့ဒါဘူစားပဲဒီ တားတည်ရ ကျွတ်လေလားရှုမအောင်လေရောက်ကိုတော်ရလေးလေကျွေးရလေ အဲ့တော့ညောက်စားတဲ့ဟာစား ဟုတ်လေအဲ့နောက်ကသူဒီပဲဒီတွေကြိုက်တာလေအထဲမှာ ဒါဝက်ထား အဲ့စီဒီစားလေ ဝက်ထား ပဲဒီစား တစ်ချောင်းထဲရော ရှောင်းမထဲလား ဟုတ်တော့ချောင်းနဲ့တူရနော်အဲ့တော့ရောသမီးနဲ့စားဒီတိုင်းစားရင်အဖေကပြောမှဆိုလို့